ရှားဘက်နဲ့ပွဲမှာကမ္ဘာပေါ်မှာနောက်ထပ်တစ်ယောက်မရှိဆိုတဲ့ဒီလိုစံချိန်တစ်ရက်ကိုပါတင်လိုက်နိုင်တဲ့ရိုနယ်ဒိုပြည်သူများလုံးမဲ့မင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောကြောင့်တင်ဆက်နေပါတယ်ရိုနယ်ဒိုကမင်းညာကရှားဘက်နဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တာကြောင့်2025-26ရာသီဆော်ရီဘရိုလီရဲ့ပြိုင်ပွဲအသင်းအားလုံးကိုတရားစီထဲမှာဂိုးသွင်းယူနိုင်ခဲ့တဲ့အမကန်စံချိန်ကိုရရှိသွားခဲ့တာပါဒီစံချိန်ကတာမန်မဟုတ်ပါဘူးရိုနယ်ဒိုကလွန်ခဲ့တဲ့14နှစ်2017-12ရာသီတုန်းကလည်းရီယယ်မက်ဒရစ်နဲ့အတူတူစပိန်လာလီဂါရဲ့ပြိုင်ပွဲ19သင်းစလုံးကိုဂိုးသွင်းယူပြီးတော့အရီဆန်ချိန်ရရှိခဲ့ပူပါတယ်။အခုဆိုရင်သူဟာကွဲပြားခြားနားတဲ့ထိပ်တန်းလိနှစ်ခုမှာပြိုင်ပွဲအသင်းအားလုံးကိုတရားစီထဲမှာဂိုးသွင်းယူနိုင်ခဲ့တဲ့ဓမ္မဆုံးနဲ့တဦးတည်းသောကစားမဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။ဝေဖန်သူတွေကသူ့ကို OB အနားယူသိမ်းပြီလို့ပြောနေကြပေမဲ့ရိုနယ်ဒိုကတော့ကွင်းထဲမှာပဲစကားပြောသွားခဲ့တာပါ။ Sorry မြန်မာအန်နာဆာနဲ့တူကောင်းဆုံးပုံစံကိုပြသနေပြီးအခုလိုမျိုးလိပြိုင်ပွဲအားလုံးကိုဂိုးသွင်းပြလိုက်တာကသူ့ရဲ့တည်ငြိမ်မှုနဲ့ဂိုးသွင်းစွမ်းရည်ကရောကြမသွားဘူးဆိုတာကိုတက်တည်ပြနေတာပါ။အဲ့လေLTH စတဲ့ထိပ်သီးသင်းတွေကနေအောက်ခြေသင်းတွေထိရိုနယ်ဒိုရဲ့ဇူးအောင်ပွဲခံတန်ကိုမကြားဘူးတဲ့အသင်းမရှိတော့ပါဘူး။ရိုနယ်ဒိုကသူရောက်တဲ့နေရာတိုင်းမှာပြင်ဖြစ်အောင်ကြိုးစားတတ်သူပါ။အင်္ဂလန်၊စပိန်၊အီတလီနဲ့အခု Sorry မှာပါသူကဂိုးသွင်းပြင်ဖြစ်ခဲ့တာပါ။အခုရရှိခဲ့တဲ့ Full Horse စံချိန်ကသူ့ရဲ့စိတ်သက်ခိုင်မာမှုကိုဖော်ပြနေတာပါ။ပြိုင်ပွဲမရွေးပဲအားလုံးကိုအညီမျှဂိုးသွင်းနှိပ်ကွနိုင်တာကရိုနယ်ဒိုကစားမမျိုးမှသာလုံနိုင်တဲ့အရာပါ။ဝေဖန်သူတွေက Sorry လီကို short တက်ခြင်းပေမဲ့ဒီစံချိန်မျိုးကိုမက်ဆီပါဝင်တခြားပြေကစားမမရအောင်ယူနိုင်ခဲ့တာကိုကြည့်မယ်ဆိုရင်တော့ရိုနယ်ဒိုရဲ့ထူးခြားမှုကိုခင်ဗျားတို့လည်းမြင်နိုင်ကြမယ်ထင်ပါတယ်